ဆိုတော့ကျွန်တော်တို့လူတစ်ယောက်အောင်မြင်ဖို့နီးလန်းတကယ်တော့ထူးအများကြီးမရှိဘူးပေါ့နော်စီကံအပြင်2မျိုးရှိရဆိုကျွန်တော်စာရီထဲမှာဖတ်ရတယ်ပေါ့နော်တခုကကြောကျွန်တော်တို့ရဲ့ပေးဆက်မှုကိုကျွန်တော်တို့တိုးမြှင့်ရမယ်နောက်တစ်ခုကကြောကျွန်တော်တို့ရဲ့ဆန္ဒတွေ short ချရမယ်ဒီနှစ်ခုကရိုးရှင်းတယ်ဒါပေမဲ့ခင်ဗျားတို့လွယ်လို့တော့မထင်နိုင်နဲ့ဥပမာလူတစ်ယောက်ကအောင်မြင်နေတယ်ငွေကောင်းကောင်းရှာခြင်းနဲ့ငွေကောင်းကောင်းသုံးခြင်းနဲ့ကိုယ်လုပ်ငန်းကိုယ်ပိုင်ဖြစ်ရှင်တယ်စီးပွားရေးဒီကြားဖြစ်ရှင်တယ် financial independent ရခြင်းတယ်လူတွေကလည်းကျွန်တော်တို့ကိုအတိမပြုတ်စေခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့မေးကြည့်မယ်အဲ့ဒီຢာတွေကျွန်တော်တို့မှာဘာပေးဆက်ဖို့အစဉ်အသင့်ရှိနေလဲပေါ့ကျွန်တော်တို့အိတ်မရတဲ့ညတွေပေးရမယ်ကျွန်တော်တို့ရဲ့အချိန်တွေကိုပို့ပေးရမယ်ပျော်စရာတချို့ကိုကျွန်တော်တို့စွန့်လွတ်ရလိမ့်မယ်ကျွန်တော်တို့မသိခဲ့တဲ့အရာတွေကိုပြန်သင်ရမယ်အမှားလုံးမိရဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီနေရာမှာရပ်မနေပဲနဲ့ပြန်သင်ယူပြီးတော့ပြန်လဲစတင်ရမယ်တခါလေကျွန်တော်တို့လူတွေမယုံကြည်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီအလုပ်ကိုယုံကြည်နဲ့ဆက်လုပ်ရမယ်အဲ့ဒါကြီးကကျွန်တော်တို့မပေးချင်ပဲကျွန်တော်တို့ရလက်ဖို့တော့မျှော်နေမယ်ဆိုရင်တော့ကျွန်တော်တို့အဆင်မပြေဘူးအဲ့ဒီနေရာမှာလူတွေကဘာလို့ဖြစ်လဲဆိုတော့ဒီတက်တရားတစ်ခုကိုရှာကြတယ်ပေါ့နော်ပေးဆက်စရာလည်းမလိုဘူးဆန္ဒတွေလည်းလျှော့စရာမလိုဘူးအောင်မြင်မဲ့နီးလန်းတစ်ခုကိုရှာကြတယ်ဒါမျိုးကမရှိဘူးလားဒီလိုမျိုးကြီးနေကြရပေါ့အလုပ်ရမ်းမလုပ်ပဲကျွန်တော်တို့ပတ်စံအများကြီးရမယ်နီးအချိန်အများကြီးမပေးဘဲနဲ့ကျွန်တော်တို့စကေးတစ်ခုကျွမ်းကျင်လာမယ်နီးဘာမှစွန့်စားမှုမရှိပဲကိုလိုချင်တာကိုအကုန်ရမယ်နီးအဲ့ဒီနေရာရှိလားမရှိပါဘူးတကယ်လက်တွေ့ဘဝမှာအဲ့ဒီတက်တရားလမ်းဆိုခေါ်တဲ့ကျွန်တော်တို့အပေါ်မှာပြောခဲ့တဲ့နီးတွေကတခုမှမရှိပါဘူးအရန်ကိုခက်ခဲပါတယ်ဘာကြောင့်လဲဆိုတော့ဘဝကကိုလိုချင်တာနဲ့ကိုပေးချင်တာကိုအများတန်းချိန်ညှိရတဲ့နေရာဖြစ်လို့ပေါ့နော်လိုချင်တာဒီလောက်ဆိုရင်ပေးချင်တာလည်းဒီလောက်ဖြစ်အောင်ကျွန်တော်တို့ကပတ်စံပို့လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချိန်တွေကျွမ်းကျင်မှုတွေကျွန်တော်တို့အတွက်စွန့်စားမှုတစ်ခုခုကျွန်တော်တို့ပေးရမယ်ကျွန်တော်တို့ကကျမ်းမာတဲ့ခန္ဓာကိုယ်တစ်ခုလိုချင်တယ်ဆိုရင်ကျွန်တော်တို့အစားအသောက်တွေဆင်ញင်ရမယ်ကိုစားချင်ပါတယ်ကြိုက်လာပါပြီဆိုတဲ့အစီအစိမ်းတွေကိုလျှော့အောင်လေ့ကျင့်ခန်းတွေလုပ်ရမယ်ဒါမျိုးတွေပေါ့ကျွန်တော်တို့ကကျွမ်းကျင်တဲ့လူတရားဖြစ်နေတယ်ဆိုလို့ရှိရင်ရာတိုင်းမှာကျွန်တော်တို့လေ့ကျင့်ချိန်တွေပေးရတယ်စီးပွားရေးနယ်ပယ်မှာကျွမ်းကျင်နေဆိုရင်လည်း experience တွေယူရတယ်ကျွန်တော်တို့ကဆက်ဆက်ရေးကောင်းတစ်ခုလိုချင်တယ်ကိုယ့်ရဲ့အချိန်နဲ့ကိုယ့်ရဲ့အတ္တတွေကိုယ့်ရဲ့မာနတွေကိုကျွန်တော်တို့ကစွန့်လွတ်ရမယ်ဒါမှကျွန်တော်တို့ကဆက်ဆက်ရေးကောင်းတစ်ခုရမှာပေါ့နော်ဆောင်းနာပြောတဲ့ဆန္ဒတိုင်းမှာလည်းကျွန်တော်တို့အတွက်တန်ဖိုးတစ်ခုစီရှိကျွန်တော်တို့လိုချင်တဲ့အရာကကြီးမားလေကျွန်တော်တို့အဲ့ဒီလိုချင်တဲ့ဆန္ဒအတွက်ပေးဆက်ရတဲ့တန်ဖိုးကလည်းကြီးလေပဲဒါကြောင့်တစ်ခါလေကျွန်တော်တို့မေးတင်တာကဒီအရာကိုဘယ်လိုလုပ်ရင်ရမလဲမဟုတ်ဘဲနဲ့ဒီအရာရမှုငါမှပေးဆက်စရာဘာရှိလဲကျွန်တော်တို့မေးကြည့်ရမယ်ပေါ့ကိုပြန်ပြီးတော့ကျွန်တော်တို့အဲ့တန်မို့ပေးဆက်ဖို့မပြင်ဆင်တော့ကျွန်တော်တို့စီမှာအစင်းသစ်မရှိနေဘူးဆိုရင်တော့အဲ့ကိုလိုချင်တဲ့ဆန္ဒကိုလည်းကျွန်တော်တို့ရှော့ချရမယ်ဒါကကျွန်တော်တို့အိမ်မက်တွေကိုလက်လျှော့လိုက်ဖို့ပြောတာတော့မဟုတ်ပါဘူးကျွန်တော်တို့လိုချင်တာနဲ့ကျွန်တော်တို့ပေးနိုင်တာကိုကျွန်တော်တို့ကရိုးသားရှင်းလင်းနဲ့ပြန်ပြီးတော့ညှိကြည့်ချိန်ညှိကြည့်ဖို့ပြောတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်တွေ့ဘဝမှာရောက်ဝယ်တစ်ခုလုပ်တယ်လို့မျိုးဈေးညှိခိုင်းဈေးလျှော့ခိုင်းလို့မရအောင်လိုချင်တာအကြီးကိုကျွန်တော်တို့လျှော့ပါအောင်လို့တောက်ပြီးပြောလို့မရကွက်တီပေးရတယ်ကိုလိုချင်တာကိုကျွန်တော်တို့ကိုပေးချင်တဲ့ဈေးနဲ့တော့ဝယ်လို့မရအောင်လက်တွေ့ဘဝမှာကျွန်တော်တို့ရဲ့အောင်မြင်မှုတွေပေါ့နော်တခြားပစ္စည်းတွေတော့ရအောင်ရလိမ့်မယ်ကျွန်တော်တို့ဒီအောင်မြင်မှုတွေရှမ်းသာမှုတွေ financial independent တွေလိုချင်နေဆိုရင်တော့ပေးဆက်ရမယ်ပေးဆက်မှုမရှိဘူးဆိုရင်ကျွန်တော်တို့အဲ့လိုရင်းနဲ့ဆန္ဒတွေကျွန်တော်တို့ဖျောက်ပြရတက်တရားလမ်းကိုရှာနေလို့ကျွန်တော်တို့အချိန်ကြီးကုန်သွားလိမ့်မယ်ပြေးမှာတော့မဟုတ်ဘူးเนาะအဲ့တော့ငါလိုချင်တဲ့ဘဝအတွက်ငါတကယ်ပေးဆက်ဖို့ဘာအဆင်သင့်ရှိနေလဲငါဘယ်လောက်ထိပေးဆက်နိုင်ပြီလဲချိန်ကြီးပေးဆက်နိုင်ပြီလားငါပျော်ရမယ့်အချိန်တွေကိုစွန့်လွတ်နိုင်ပြီလားဒါမျိုးတွေကျွန်တော်ကိုယ့်ကိုပြန်မေးကြည့်ရမယ်ကျွန်တော်တို့ရဲ့ဆန္ဒထက်ကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းအပေါ်ပို့ပြီးပြပြနေမယ်ပေါ့နော်အဲ့တော့ပေးဆက်မှုတွေကိုတွန်းမြင့်မှာဆန္ဒတွေကိုရှော့ပါခင်ဗျားတို့သွားခြင်းတဲ့လမ်းကိုရှောက်လန်းနိုင်ပါစေဒီနေ့တော့ကတော့လောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်